ကျွန်တော်ကတော့ခင်းနိုင်ပါဝေးနေပါအောင်ကျွန်တော်ဒီတော့မတားလာသေးဒါကတော့ကျွန်တော်ပေါ့နော်ပထမလောက်မတားအောင်ဆိုမှကျွန်တော်ဒီလိုချမ်းသာအောင်စူးစမ်းဖို့ idea ရတာပါဟုတ်ပါဆိုတော့ကျွန်တော်ဒီနေ့ဂိမ်းဆိုင်တော့ဖွင့်ပါအောင်ကြောက်ရီကတက်တာလေးကြည့်လိုက်ဘာမှမရှိပါနော်ဖက်နက်တရံတော့ဘာကြီးတော့ဟာ what the fuck ဒါကြီးဂိမ်းဆိုင်နေအောင်ကျွန်တော်လောက်သွားအောင်နော်ကျွန်တော် okay ဆိုတော့ကျွန်တော်အောက်လေးရောက်နော်အောက်လေးရောက်ဆိုတော့ကျွန်တော်တို့ဆိုင်သွားရမယ်နော်ဆိုင်သွားမယ် let's go လူတွေကတော့အများကြီးဗျဒါဘာဆိုင်လဲတော့မသိဘူးဒါမှထားလိုက်ပါကျွန်တော်သွားအောင်ရှိမယ် okay သွားမယ်ဗျာတန်နေတော့ကြားနေရကလပ်တီပါရှိမလားမသိဘူး okay ပါရီတော့ဟာရောင်ဟာဒေါ်နယ်ထရန့်ကြီးဟာ what the fuck ရောင်ဘလို့ပြေးပြေးတာကျွန်တော်တို့ဆိုင်လေးရောက်ပြီဆိုတော့ကျွန်တော်တန်ရှင်းရင်လောက်ရမှာနော်တန်ရှင်းလောက်မှာ okay what the fuck ကျွန်တော်ဆိုင်လည်းညစ်ပတ်လာကျွန်တော်ဂိမ်းဆိုင်ဖွင့်မယ်လို့ပြောသည် okay ကျွန်တော်တန်ရှင်းလောက်မယ်ဖက်နှက်ချီရတော့ရဆိုင်အောင်ဖွင့်ရသည်ချီရတွေကအရင်ရောက်လာတယ် what the fuck ချီရတွေတေချာလောက်မယ်ကျွန်တော်ဆိုင်စောင်းညစ်ပတ်တာဗျအောက်ကဟိုနေနေရလည်းမညီဘူးဒီမှာဒုတ်တီပါရောရှင်ကျွန်တော်လူရိုက်လို့ရမှာနော်ချိုးမပြင်ရိုက်ကေဘူးခွန်နေပါကောက်မယ် what the fuck ရောဆေးလိတ်တွေရောပလင်းခွန်တွေရောဟာစားကျွန်တော်တို့တပြက်စီးပါညာလှိပ်သွားဆိုတော့ခုံနေရချမယ် okay ဒီလိုမျိုးထားလိုက်နော်ကျွန်တော်ဒီမှာထိုင်ကုန်gaming ချက်မိုက်တယ်ဗျာကျွန်တော်ကျွန်တော်နေရာတီချာချရမှာနော်နေရာချမယ်ရပြီဒီလောက်ချလိုက်တော့ခေါင်းကတော့သူရွှေ့ထိုင်နေမှာကွာ okay ကျွန်တော်ဒီမှာ main နေချတာဆိုတော့ကျွန်တော် main နေအရင်တင်လိုက်မယ် okay ဗျာကျွန်တော်ဒီမှာ main တင်မယ်ပြီးကြရင်ကျွန်တော်ရဲ့ PC ကိုဖွင့်မယ်ဗျာကျွန်တော် gaming PC ကို speed bar okay ဘာတော့ရhold လိုက်ရ boosting okay ကျွန်တော် PC ပွင့်ပြီဆိုတော့ကျွန်တော် order တင်ရမယ်ဗျကျွန်တော်လိုအပ်တာပါနော်ကျွန်တော် keyboard mouse ဘာညာတာကနေကြကွာစီကျွန်တော်မှာဖို့ website ထဲဝင်ရမယ် okay ကျွန်တော် website ထဲရောက်ပြီနော် website ထဲရောက်ပြီဆိုတော့ကျွန်တော်လိုအပ်တာတွေမှာမယ်ကျွန်တော်အရင်ဆုံး case နှလုံးဖြစ်နေပါနော်လေးကျွန်တော်တစ်လုံး short လိုက်မယ်တစ်လုံး short ပါထပ်မှထောက်ဝင်ရမယ် okay ဝင်မှဆိုကျွန်တော်လိုအပ်တာပါနော်ကျွန်တော်ဘာလိုသေးလဲဆိုတော့ကျွန်တော်လိုက်ရှာ monitor လိုတယ်နော် monitor ဝယ်လိုက်မယ် okay ပြီးတိုင်း keyboard ကျွန်တော် mouse လိုသေးတယ် mouse လိုက်ရှာmouse ကဘယ်နားမှာတော့မသိ what the fuck mouse ပြောင်းနေတယ်လို့တိုက်ရွက် okay ကျွန်တော်ဒီမှာကျွန်တော်မမြင်အောင်တာကြီးကို okay ဝယ်လိုက်မယ် order တင်လိုက်တော့မယ်ဗျာကျွန်တော်ပစ္စည်း order မှာပြီးတော့အပြင်လေးပါလေးထွက်ကြည့်ပါနော်ထွက်ကြည့်ရယ် okay ကျွန်တော်ဒီမှာ mask လေးပါလေးထောက်ကြည့်ပါဒီကောင် second hand shot BDM miner you are home club club တွေပါရှိနော် second hand shot okay you are home ကျွန်တော်ဘယ်သွားရင်အောင်ကျွန်တော်လိုက်ကြည့်ရ okay ဟာရဘာကြီး what the fuck လာကြီး CV တက်လီလာပို့ပါတယ်ဒီကောင်စားတယ်ကွာ what the fuck လာကြီးစီးလာတယ်ဟာရောင်ကြီးမိုက်လိုက်လဲရောင်ဟာရောင်ငါကွန်ပျူတာပစ္စည်းဟာရောင်ညမလိုကြီးမိုးကြီးထဲမှာချလိုက်တာပါဟာ what the fuck ဒီလာစီးရဲ့ကောင်ကတော့ okay ကျွန်တော် mouse တွေပါပြချရိုးရိုးသေးသေးပဲကျွန်တော်လုပ်ငန်းသုံးမှုဆိုတော့ကျွန်တော်သုံးမှုဆိုဒီလိုလုပ်မှာမဟုတ်လေကျွန်တော်လုပ်ငန်းသုံးမှာဆိုပြချတယ် okay ဒီကောင်လေးရော့ monitor TV ကြာနာပါကွာရော့တွက်ပြတယ်ကွဲကျွန်တော်သုံးမှာမဟုတ် okay ရော့ဒီမှာကျွန်တော်ဒီရောင်လက်ကလေးတွေတော့ပြားနေတယ်လို့ what the fuck ရော့ဒီမှာတင်လိုက်တော့ခါတယ်ဒီကောင်နည်းနည်းထဲကပစ္စည်းရွာရော CPU GPU တွေထိကုန်ကျွန်တော်လှည့်လိုက်မယ် PC တပတ်လေအလဲကေးနေမိုက်တယ်ဗျာ okay ထားလိုက်မယ်ကျွန်တော် monitor ကျွန်တော် gaming monitor okay monitor လည်းတိကျထားမှာရဒီလောက်ကျွန်တော် keyboard တွေပါထားအောင်ပါရော့ကျွန်တော် mouse မဟုတ် keyboard ရင်ထားမှာနော်ကျွန်တော် keyboard ကကျွန်တော်နည်းနည်းလှည့်လေးထားလိုက်မှာကျွန်တော် Valorant ပြင်မယ်လေကျွန်တော် Valorant player ပါညာတော့တကယ်တော့မစော့တော့ okay ကျွန်တော် mouse ကိုကျွန်တော်ဒီနောက်ငါစဉ်းစားမိရ mouse pad လည်းမပေါအောင်တော့ရောင်ဒီထဲမှာPC ကပွင့်သွားညမလိုပဲဟာ what the fuck PC ပြန်သုံးလို့မရအောင်တော့ဒီကောင် okay ကျွန်တော်ဆိုင်လေးဖွင့်လိုက်ရတော့မနော်ကျွန်တော်ဆိုင်ဖွင့်လိုက်ပြီ let's go ကျွန်တော်ဆိုင်လေးဖွင့်သွားပါပြီခင်ဗျာဘာကြီးတော့မင်း okay ကျွန်တော်ဆိုင်ပွင့်သွားဆိုတော့ကျွန်တော်နည်းနည်းအောက်ကမီးသီးလေးပါလေကျွန်တော်အလှဆင်တာပါနော်ကျွန်တော်ဝါရောင်လားဘာရောင်လဲတော့မသိကျွန်တော်ခေါ်တက်ဝါရောင်ပဲ
okay ကျွန်တော်ဒီမှာ main နေပါတယ်တခြား live စစ်ပြီးပါဆိုတော့ကျွန်တော်ဒီအပြင်နေပါရောထွက်ကြည့်မယ်နော်ရာသီဥတုကတော့မိုးရွာနေတယ်ဒီလိုနဲ့ကျွန်တော် PC clinic ရဲ့ customer လာအောင်မသိလိုက်ပါတော့ဒီမှာကျွန်တော်သူ့လက်ခံလိုက်မယ် okay customer တေချာတော့ကြိုးဆိုရမှာပေါ့နော်ရဆိုကျွန်တော်ဒီ PC ကောင်ကထားသူစော့နေကျွန်တော်တွားကြည့်သူဘာဂိမ်းနေစော့နေလဲဆိုတာ okay တိုင်းရေးမင်းဘာဂိမ်းနေစော့နာဒီကောင် share ရရင်လည်းရောင်းကြီးရဟုတ်တယ်အားရမြန်မာလူတွေရရင်လည်းရောကောင်းလိုက်တာရောတိုင်းဆို customer ကိုကြိုးဆိုတာရောမဖတ်ပဲရဒီ customer ကိုကြိုးဆိုတာကျိုးလို့ဒီကောင်ပြန်ပြီဆိုကျွန်တော် main ကြောက်တော့ပြန်ပတ်စံပြီးသွားပြီဆိုကျွန်တော်ထိုးတယ်ဗျထိုးဒီကောင်ဘလနဲ့တောက်အကောင့်နဲ့တောက်ကျွန်တော်မနိုင်ဘူးဟို drone ကြီးကျွေးတယ်ကျွန်တော်ပြန်ထိုးတယ်ဗျာcustomer ကျွန်တော်ထိုးခေါင်းနေနဲ့မှတိုက်လိုက်ရရင်ဟာရကိတ်ဟာဒီကောင်စောင်းတော့မကြည့်တော့ဟဲ့ရမင်းမကြည့်တော့စောက်ထိုးမှာမင်းဒုံးနဲ့ရိုက်မှာမင်းလာအေးဘေးလာချာစောက်ရိုက်ကန်နေစောက်ရိုက်ရောအမတချက်ပဲတေဝမင်းကဘာအောင်မှန်နေစောက်လက်ကလေးထောင်များမှုပြောက်သွားဒီတော့ဒီချန်နေပြန်ထားလိုက်နော်လာတဲ့ customer တွေကျူးလို့လားကျွန်တော်ဒီမှာ PC ကြီးလေးနော်ကျွန်တော်ဒီမှာဟိုပါကြည့်လိုက်ဒီအချင်းကျွန်တော်ဘိုက်စာနေလို့ဗျအစားစားရလော့ခတ်တာလေအမ customer တယောက်ဝင်လာဗျအမသူလက်ခံမလားကျွန်တော်လည်းလက်ခံပေးလိုက်တယ်ကျွန်တော်ဒီမှာဒီကောက်လဲကျွန်တော်တက်ပြန့်ကြည့်အောင်တက်ကြည့်အောင်ပေါ့နော်သူဘာရေးဆော့လဲဆိုတာဟာရပတ်စံလည်းမပြီးပါဘူးပတ်စံပြီးလို့ရဒီကောင်ပြန်ချနေတာဖိုးတက်ကကြီးနေတီတရားမရှိဖိုးငါလက်ချက်ပဲပြင်းသွားဖိုးလက်တီပြင်းလိုက်လားဒီချင်းတော့ရောက်မယ်ဒုံးနဲ့ရိုက်မယ်ဒုံးနဲ့ဆော့ခေါ်ရိုက်အောင်လို့အမဖိုးလို့လာရအောင်မပြေးနဲ့ဆော့ခေါ်ရိုက်ဆော့ခေါ်အဲ့လိုရိုက်မှာမင်းဆော့ခေါ်တေးသွားမယ်ဟဲ့ဘာခွေးရုပ်ကြီးလားโอเคကျွန်တော်ဒီလိုနဲ့ဒီမှာ customer နောက်တစ်ယောက်ပေါ့နော်ကျွန်တော်ဒီ customer လာတွေကမတိလိုက်ဘူးဗျသူဒီ PC ပေါ်မှာပဲကျွန်တော်တိတာကျွန်တော်ဒီ PC clean ကျွန်တော် PC ပိတ်ထားလိုက်မှာနော်ခဏနေဟိုတယောက်ထွက်သွားတယ်လို့ပေါ့နော်ဟာရအမပတ်စံအမရေးအမပတ်စံအမစောက်သုံးကြောက်အမသူများဂိမ်းနိုင်လာ free လာဆိုရင်စောက်ထိုးမှာဝါရလာငါလက်တီးချမနိုင်ဒုံးနဲ့ရိုက်မလားတတိရှိလာလားဒုံးနဲ့ရိုက်မလား come on လာတဲ့စောက်ရိုက်မှာအမစောက်ရိုက်မှာအမစောက်ရိုက်ရ $1.7 ဒေါ်လာဆိုပါကျွန်တော်တန်ရှင်းလောက်လိုက်ပါအောင်ဒီလိုနဲ့ကျွန်တော်ဂိမ်းဆိုင်ဖွင့်လာလားလက်ဝိတ်ထိုးလာလားမသေးခွဲဘူးရအောင်ရေးဒီလိုနဲ့ပဲကျွန်တော်ဒီညာရောနော်ကျွန်တော်တန်ရှင်းနေပါလောက်တယ်ကျွန်တော်ဒီဂိမ်းဆိုင်နာမည် WWE ကိုပါပြောင်းလိုက်တော့ကောင်းမလားမသိဘူးကျွန်တော်အမိုက်တွေပါကျုံးနေဗျမိုက်တွေပါတေချာကျုံးအောင်ဗျဆိုတော့ကျွန်တော်အပိုင်းတစ်လေးကတော့ဒီလောက်ပါပဲဗျကျွန်တော်တို့နောက်ဗီဒီယိုမှာဆက်တွေ့ကြမယ်ကျွန်တော်ဒီ YouTube channel လေးကိုလည်း subscribe လေးနှိပ်ပြီးအားပေးကြပါဦးဗျအားလုံးဘိုင်